မယ်ဆိုရင်10သိန်းလူပြိုဆိုရင်9သိန်းဝန်းကျင်နဲ့စပြီးတော့နေစားနေရရှိမယ်3နှစ်သားစက်ရုံကြီးမှာလက်ကင်မှုရတော့ဝန်ထမ်းတွေခေါ်နေပြီနော်လင်းများတော့ဆိုလို့ရှိရင်လည်းငါးတော့ပဲလိုတာဒါအပြင်လုံးဝစိတ်ပူစရာမလိုပဲနဲ့လင်းများရေးဆိုလို့ရှိရင်လင်းများအခန်းပေးမယ်ဒါအပြင်မှာစားဖို့အတွက်ထမင်း3နဲ့လည်းလုံးဝအငြိမ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မလို့ကိုရနဲ့လာစား10သိန်းကိုအတလေးအိတ်ကလေးထည့်ရုံပဲနော်ကဲပြီးတော့လူကြီးတွေအတွက်ကလည်းရောင်းတဲ့စိတ်တီတီကိုခေါ်ပေးထားတယ်ဒီနေရာစားရပေးရဲ့အပြင်လားကောင်9သိန်းကနေစပြီးတော့ပေးထားတာကြောင့်လူငယ်တွေအတွက်ရန်ကောင်းတဲ့ခွင့်လန်းကြီးလည်းဖြစ်ပါတယ်အတန်းပညာမလို့အတွေ့အကြုံတွေလုံးဝမလို့အပ်ပါဘူးရှင်မှတ်ပုံနဲ့မူရင်းလေးနဲ့အင်အောင်စရာမိတူလေးသာပေါအောင်ယူခဲ့ပေးပါအင်အောင်ဖြစ်စရာမလို့တဲ့အတွက်ကြောင့်မလို့အဝတ်စားထုတ်ဖို့တစ်ခါလေးယူခဲ့လိုက်လို့ရပါတယ်ရှင်ဒီလုပ်ငန်းလေးကိုစိတ်ဝင်စားလို့အသေးစိတ်လေးကိုစက်တက်မြင့်နေဆိုရင်စက်တက်လို့ရတဲ့ဖုန်းနံပါတ်လေးက39 6394 430ကိုလည်းဖုန်းဆက်ပြီးတော့မေးလို့ရပါတယ်။ဘာဘာကနေပြီးတော့ဆက်တက်မြင့်နေဆိုရင်ဘာဘာဖုန်းနံပါတ်လေးက39 4533939ဘိုင်ဘာလေးကိုလည်းဆက်တက်ပြီးတော့မြင်ရလို့ရပါတယ်ရှင်။ဒီလိုမှမဟုတ်ရုံးလေးကိုလူကိုယ်တိုင်လေးလာချက်ချင်တော့ရုံးလေးစာလေးက89လမ်း333ကြားမှာရုံးလေးဖွင့်ထားပါတယ်။ရုံးကိုလည်းလူကိုယ်တိုင်လေးလာအောင်ဆက်စပ်မြင်ရလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။